လိုအလျောက်တို့လုံးပြီးနေတဲ့အပြုအမူတွေရှိတယ်အလိုအလျောက်ပေါ်လာတတ်တဲ့မကောင်းတဲ့စိတ်အခြေအနေတွေရှိတယ်လောက်ဆောင်မှုလေးတစ်ခုဖြစ်ပြီဆိုတာနဲ့အလိုအလျောက်အော်တိုပြန်လုပ်ပြီးတဲ့အပြုအမူတို့လောက်ဆောင်မှုလေးတစ်ခုဖြစ်တာနဲ့ကျွန်တော်တို့အလိုအလျောက်ပြန်ပြီးတော့ဒီခံစားမှုတွေက negative ဖြစ်တာတွေရှိတတ်တယ်အဲ့ဒီအခါမှာပိုကောင်းတဲ့ဟာနဲ့အစားထိုးဖို့အတွက်ကိုသုံးတာပိုကောင်းတဲ့ဟာနဲ့အစားထိုးဖို့အတွက်